ဒီနေ့စားမှာကတော့မကြီးသီးစိမ်းကိုငါးငပိချက်ချက်လေးချက်ထားတာရယ်ဒါကရန်ချင်ပဲသီးရယ်ရှောက်ရက်ရယ်ငါးကြော်နဲ့နှစ်နဲ့ finally ဒီရဲ့ဒီမဲ့လေးစားပါမယ် တော့မင်္ဂလာပါဒီနေ့ကတော့အမှငပိချက်လေးဒါကတော့ငပိချက်ကိုမကြီးသီးနဲ့ချက်ထားတာပေါ့နော်ချင်းညာဆက်ကလေးအញ្ញမ်းကောင်းတယ်အဲ့ဒါရယ်နှွှင်းတာပြီးနေငါးကြော်ရယ်ညှိရယ်ပြတိမဲ့ပြတိမဲ့လေးရယ်စားမှာဖြစ်ပါတယ်对呗，完了你。你那个笔记里面写来吧嘞。我叫你的，你可怜呢。ကိုယ်ကြတာမလို့တော့တော့小肉ကတော့ရှမ်းတော့ချမ်းပြရှောက်ရက်အိမ်မှာစိုက်တာမွေးလာ这真的是个龙，这里面的抽呢，这里面家里养完了，这里他们上这里面太大。不来钱吗？好热的那里来着。ငါကြော်လေးလည်းပူပူလေးနဲ့ဆွဲပဲကော်ဖီခါခါလေးပေါ့ကော်ဖီတောက်ဝေးကြရပြောလို့ကော်ဖီတောက်ရင်တုံနေတာပဲကော်ဖီတောက်တောက်ကျင့်တော့မယ်ရင်တုံခံပြီးတော့ချိန်နှမ်းတော့ပျောက်သွားလဲ
အဲ့ဒါလို့ရှိရင်စားလို့အရင်ကောင်းပါတယ်နောက်ထပ် vlog လေးမှာထပ်တွေ့ပါမယ်တတာ